Hi everyone အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာလည်းတကယ်ကိုမှအသုံးဝင်တဲ့အင်္ဂလိပ်စာအခြေခံစကားပြောလေးတွေကိုမျှဝေပေးမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုက the same as usual the same as usual okay ခါတိုင်းလိုပါပဲလို့ပြောတာပေါ့နော်နောက်တစ်ခါကျတော့ it's just like before is just like before okay အရင်ကလိုပဲเนาะဆိုတော့ကျွန်တော်နေရာတနေရာကိုမရောက်တာကြာပြီအခုနောက်ပိုင်းမှာပြန်ရောက်တဲ့အခါမှာလည်းဒါလေးကအရင်အတိုင်းလိုပဲအရင်ကလိုပဲเนาะဘာမှမပြောင်းလဲဘူးဒါမျိုးလေးပေါ့နော်အဲ့လိုပြောရဆိုကျွန်တော် is just like before okay ဒါမျိုးပြောလို့ရတယ်နောက်တစ်ခါကျတော့ is totally different okay is totally different okay လုံးဝကိုမတူတော့ဘူးเนาะလုံးဝမတူတော့ဘူးအရင်ကလည်းလုံးဝမတူတော့ဘူးပြောင်းလဲသွားပြီဒါမျိုးပေါ့နောက်တစ်ခါကျတော့nothing special okay ဘာမှထူးထူးခြားခြားမရှိပါဘူးပေါ့နော်နောက်တစ်ခါကျတော့ nothing's changed okay ဘာမှမပြောင်းသွားဘူးနော်နောက်တစ်ခါကျတော့ is a big change okay ဒါကလုံးဝအပြောင်းလဲကြီးတစ်ခုပဲနော်ဒါမျိုးပြောတာနောက်တစ်ခါကျတော့ try something new okay အသစ်စမ်းလေးတွေလုပ်ကြည့်နော်အဲ့လိုမျိုးပြောတာနောက်တစ်ခါကျတော့ everything has changed okay အရာကပြောင်းလဲကုန်ပြီနော်ဟုတ်ကဲ့ပါကျွန်တော်ဒီ Foundation for English ရဲ့သင်ခန်းစာလေးတွေကို Facebook မှာ YouTube မှာလေးလုပ်လို့ရပါတယ်လေ့လာပေးတဲ့အတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သင်ခန်းစာဗီဒီယိုတွေမှာပြန်တွေ့ပါမယ် See you in the next video goodbye